ဆိုတာပါလေအချစ်ဆိုတာသားရပြောလို့တော့မတတ်တော့ငငယ်တော့ကတော့ချစ်ခဲ့တယ်ချစ်ခဲ့တာနှုတ်တယ်ရွာတယ်လှတယ်ပါတယ်ဗောဖတ်မတော်ပါနဲ့တဲ့ကိုရီးယားတောင်းမှမှာတယ်ကိုမင်းနဲ့ခွဲပြီးမတင်တယ်လို့ပါကွာလေနိုင်ငါခေါ်နေတယ်ဒီကွာကြောင်တောင်လေးမတူ ဒီကဘာဖြစ်လို့ရှမ်းတက်ကိုဒုံးနဲ့လိုက်တာတော့ကွာဟင်အားလုံးပဲမင်္ဂလာပါဗျကျွန်တော်ဒီနေ့လဲထုံးစံအတိုင်းပေါက်ပေါက်ဆဆရည်သေးရဗီဒီယိုလေးတွေ reaction လုပ်သွားမှာပဲဖြစ်ပါတယ်ကျွန်တော်နဲ့အတူတူအပြင်းပြေလိုက်ကြည့်ပေးဖို့ဖိတ်ခေါ်ပါတယ်ကဲစမယ်အချစ်ဆိုတာပါလေအချစ်ဆိုတာသားရပြောလို့တော့မတတ်တော့ငငယ်တော့ကတော့ချစ်ခဲ့တယ်ချစ်ခဲ့တာနှုတ်တယ်ရွာတယ်လှတယ်ပါတယ်ဗောအခုတော့အချစ်ဆိုတာလေခံစားလို့မတတ်တော့ပြင်မနာတခုတွေ့သွားတာအချစ်လက်စားလို့မတွေ့တော့ဘယ်တော့တော့ပြင်မှန်းလို့လည်းမသိဘူးเนาะချစ်ဆိုတာပါလေချစ်ဆိုတာလားနောက်ပြန်ဆိုလို့ရင်လောကကိုမချစ်ချင်တော့ညင်နာတာပြီဟုတ်လားဆိုပဲဟာဘာလို့လဲစိတ်တောင်းစိတ်ပါအချစ်ဆိုတာပါလေအချစ်ဆိုတာအစပိုင်းတော့ကောင်းနောက်ပိုင်းကျရင်မကောင်းတော့အကြီးစားဘွားတော့ခလဲကြတော့ကြည်နူလို့ကောင်းတယ်အိမ်အောင်ကြဝိုင်းတော့မကောင်းတော့မှတ်ထားတော့အောင်းကြီးတို့အိမ်အောင်ပြုတ်မယ်ဆိုတဲ့သူတွေတေချာလေးမှတ်ထားနော်ဖတ်မတော်ပါနဲ့တဲ့ကိုရီးယားတောင်းမှမှာတယ်ကိုမင်းနဲ့ခွဲပြီးမတင်တယ်လို့ပါကွာလေမပြောင်းပါဘူးမပြောင်းပါဘူးအဲ့လေရပါတယ်မဟုတ်ဘူးတဲ့အဲ့ဒီအဲ့လေကြီးအကျင့်ပါနေလို့အကျင့်ပါနေတာခွန်းလို့ပါနော်အဲ့လေအဲ့လေဒီလိုက်တော့ဒီနေ့ဒီမှာအဲ့လေ B N U E blue တတဂရီငါတော့ BU blue ဆိုတော့ဒီကောင်အပြာရောင်ပြောမယ်လို့ပဲထင်လာသိလား blue ဆိုတော့အေးဟုတ်တယ်ကွာဓာတ်သားဂီတီကလည်း blue ပဲလီနော် What B N U E blue တတဂရီမညာဟိုတော့ဘူးနေလို့မကောင်းဟမ်နေလို့မကောင်းဘလို့နေလို့မကောင်းပြန်လဲမချစ်တော့ဘူးဘူးဘိုက်တရားကဝမ်းရောဟာလုံးပါဟုတ်တယ်မချစ်တော့ဘူးဘိုက်တရားကဝမ်းရောဘလို့မချစ်တော့ပြန်တာတော့အာမျိုးမျိုးပဲအခုချစ်လိုက်တာလားခုနကလိုက်တာဘူးမစိတ်ပူတူလေးကချစ်စရာလေးနော်တနခါတွေကလည်းဖွေးဦးလို့မသိရင်တနခါကြောက်ပြင်ပေါ်ချော်လဲလာသလားအောင်မရတယ်နော်အားငယ်ရည်တရားအဲ့လိုခံစားရမြင်အဲ့လိုလုပ်တဲ့ကောက်ပဲငါအမို့တဲကွဲလို့ကိုစီဖြတ်ပေးရမယ်ဟုတ်တယ်လေနောက်မျိုးသက်ပြတ်သွားရေးမရှိတော့အောင်လို့ငါပြတ်ပေးမယ်လို့ပြောတာလေတကယ်ကြီးရတယ်နေရတယ်ငါမလို့လာပြောလုံးဝ easy ငါတဲကွဲတော့နော်ချီထိုင်ပြီးအခွီးဖောက်ငါပြောပြတာငါမလို့လာပြောငါလည်းဖက်ခဲ့တယ်အတွက်လာလို့နေငါချစ်နေဖြတ်လာပေးစနေတော့ပေါ်တော့ဆဲလိုက်ပြီးသွားပါတော့ဟိုအသေးကွဲတဲ့လူအဲ့ဒါငိုရမှာလားရီရမှာလားမေးပေရောအသေးကွဲလို့ငိုနေပါတယ်ဆိုနော်ပေါက်တက်ခဲ့ရတယ်ဖောက်ခေါင်းဆဲကြော်လည်းထည့်ပြီးကြော်ပြီးကျွေးလိုက်ဒီဘက်ကတော့ဒီဘက်ကိုကြီးခေါင်းဆဲကြော်ကိုကြီးခေါင်းကြမ်းပန်းနေတော့အဲ့ဒါကလည်းအတယ်တော့တက်လိုက်ဒီကောင်ငါငိုနေရမေချိန်ဒီဘလိုက်ပြီးတော့ပြောပါမယ်သေချောက်တယ်ထင်ပြီးတော့စောက်တယ်ညာဘလူးမမဲလုံးဝစောက်တယ်နေလည်းကြည့်ကြပါအသေးကွဲတဲ့လူမငိုနိုင်တော့ဘူးရအောင်ဟေးကြည့်အောင်မိန်းကလေးတွေအသေးကွဲတာနဲ့ယောက်ျားလေးတွေအသေးကွဲတာအဲ့တခုတော့ကွာတယ်နော်မိန်းကလေးတွေအသေးကွဲပြီဆိုရင်ဘာပဲပြောသူတို့အဖွဲတဲ့ရဗျာအဲ့လိုပဲဘေးနားမှာထိုင်ပြီးတော့အခွီးဖောက်နေတာတဲ့လားအသေးကွဲတဲ့လူကငိုရမလို့ရီရမလို့နဲ့သူတို့ပြောတာတွေလိုက်နားထောင်ရင်းနဲ့လေဘာပဲပြောခံစားနေတာနည်းနည်းတော့တက်တာသွားတာပေါ့ယောက်ျားလေးတွေじゃအဲ့လိုမဟုတ်ဘူးတဲ့လားအသေးကွဲကြီးဆိုတော့တာကြီးသွားမယ်ရက်ဆိုင်ဆိုပြီးတော့ဒိုးတော့တာပဲဒါကျွန်တော်တိုက်တဲ့ဆက်ပြခိုးကြီးပွားကြီးဖြစ်တဲ့စီချစ်သွားမယ်ဆိုရဲကောင်းမလေးရဝင့်သွားဟာ
ကျွန်တော်စားနေတာထမင်းတနေ့ကျရင်တာယာရဲ့မိသားစုပါလေတီဆောက်ဝင်လို့ပြောရတဲ့ကောင်မလေးကရှမင်း ဟာရမင်း ကျွန်တော်အမျိုးကြီးတက်ပြောရကောင်မကြီးကမခိုင် မခိုင် ကျွန်တော်နာမည်ကမဟုတ်ကြီးလေသူမကျွန်တော်အထုတ်ကြီးနဲ့ပေးသွားတာကဥပြစ်ခါပြီ ဘာထုတ်ကြီးလဲဘာထုတ်ကြီးလဲဥပိ္ပခါထုတ်ကြီးတယ်ရောင် ကျွန်တော်နာမည်ကမဟုတ်ကြီးလေသူမကျွန်တော်အထုတ်ကြီးနဲ့ပေးသွားတာကဥပြစ်ခါ စစ် ပြီ ခါဒီ ကျွန်တော်နာမည်ချက်ကြီးသူမရှိရဲ့နောက်ပိုင်းမှာကျွန်တော်ဘဝပြည့်စည် ကျွန်တော်မန်းနေတာမဟုတ်ဘူးဗျသူ့ကိုလွမ်းနေတာ ဩကျွန်တော်မဟုတ်တော့ ဘုရားမှာစီစပါပန်းနေလှူခဲ့တယ်မင်းနာကက်မက်ကောင်းနေဆိုဝေသွားနဲ့လမ်းပြောက်သွားအောင် အာစီနောက်နိုင်ငံမှာနေကြွာအတီးလိုက်လား နေကျက်သွားတာတော့ငါမသိလိုက်ရဘူးကွာသူငါမရှိတယ်နေတတ်သွားတာတော့ငါသိလိုက်ရတယ် ညုံနဲ့အကောင်သွားပြီဗျာ နိုင်ဦးနိုင်ဦးအေးနိုင်ငါခေါ်နေတယ်ဒီကွာ ကြောင်တောင်လေးမတူ မင်းကဘာဖြစ်လို့ရှမ်းတက်ကိုဒုံးနဲ့လိုက်တာတော့ကွာဟင်မင်းလူမိုက်ကြီးလား ဘာမှလည်းပြန်မပြော လူဆိုးကြီးလားအေးမင်းကငါတက်တယ်ပြောတယ်ကွာမစိုးပါနဲ့လို့ စိတ် မစော့ပါနဲ့လို့တက်တယ်ပြောတယ်မင်းကငါစကားတခုံးမှနားမထောင်ဘူးပေါ့ဟဟလားဟဟလားလို့ ဆရာတော်တွန်တေးသိမ့်တဲ့အတန်နဲ့နော် အဲ့ဒါမင်းမပြစ်ရှိတာမရှိဘူးလားအဲ့နိုင်မင်းနေတယ်လေမင်းမပြစ်ရှိလားမရှိဘူးလားလို့ မင်းမအပြစ်ရှိလား မရှိဘူး လားလို့ အဲ့ဆိုမင်းဟိုကောင်ဘာဖြစ်လို့ဒုံးနဲ့လိုက်တာတော့နိုင်ဦးရဲ့အေး တကုံးမှမဖြစ် ပြောပါဦးနိုင်ဦးရဲ့ ကိုရင်လေး နိုင်ပြောပါဦးလို့နိုင်ဦးပြောပါဦးလို့ မလှုပ်ဘူးရောင်ကြီးတုတ်တုတ်မှမလှုပ်တာ ဟင်နိုင်ဦး ကိုရင်လေးပြောပါလို့အေးနိုင်ဦး လက်ပိုက်ကတော့ မင်းလူဆိုးကြီးလားမင်းလူမိုက်ကြီးပေါ့အဲ့ဆိုမင်းငါ့ကိုကြောက်လားအော်အဲ့ဆိုမင်းဒုံမကြောက်ဘူးပေါ့အဲ့လိုလားဟုတ်လားအဲ့ဆိုမင်းဒုံကိုမကြောက်ဘူးပေါ့ငါ့ကိုကြောက်တယ်ပေါ့ဟုတ်လားမင်းငါ့ကိုကြောက်တာဒုံကိုကြောက်တာဘယ်ဟာကိုကြောက်တာလဲ မင်းငါ့ကိုကြောက်တာလားဒုတ်ကိုကြောက်တာလား你别笑မင်းတော်စိုးနေပါလားကွမင်းမင်းတော်စိုးနေပါလား ဒုက္ခပါပဲဘာပြော မင်းတော်စိုးနေပါလားကွမင်းဘာဖြစ်လို့ရည်နေတာလဲနိုင်ဦးငါစုနေတာမဟုတ်ဘူးလား သူကဝစီပိန်မြန်ကျင့်ထားလို့လားမသိဘူးเนาะစကားတခွန်းမအောင်မပြောဘူး ဟုတ်ကဲ့ကျွန်တော်ဗီဒီယိုပိုင်းလေးကဒီလောက်ပါခင်ဗျကျွန်တော်ဗီဒီယိုပိုင်းလေးကိုနှစ်သက်သဘောကျတယ်ဆိုရင် like and subscribe နဲ့အားပေးခဲ့ပါဦးခင်ဗျနောက်တဲ့ဗီဒီယိုတွေမှာကျွန်တော်ပြန်လည်ဆုံတွေ့ကြမယ်နော်